အခုနဲ့တွေ့အမှုပဲဆင်နေကြတယ်ဖြစ်နေတာလက်ကောင်းဝင်နေတယ်လို့ပြောတယ်ဝင်နေတဲ့ပုံစံလည်းမပေါ်ဘူးဟုတ်လားပြင်ပါတယ်ဟုတ်ကဲ့မပိုင်းရှင်းတယ်တွေ့လို့မရအောင်ပါဒါလေးပြောချင်တယ်လေမှာမိုင်းရလေဒီမှာအတူတူလို့ရှိလို့အဲ့တော့မောင်လေးနဲ့ပြောစီနေမှာမဟုတ်ဘူးအိုးအဲ့လိုတော့မရဘူးပါဝယ်ချင်လို့ပြင်တာလေးကိုပဲပြောလို့ရမယ်မှာမောင်လေးနဲ့ကျွန်တော်ဒီတာတော့ကျွန်တော်အလူတန်းနေတယ်လုပ်တယ်အားကြောင့်မို့နဲ့တယ်လူတိုင်းပြီးတိုင်းနဲ့တိုင်းပြီးမရလို့ပါမရလို့ပါမရလို့ပါမလေးအိုးရလာရတာမို့လေမောင်လေးနဲ့ပြန်လာစီနေပါဆင်ပြေလို့လုပ်တယ်အခုနဲ့တော့တွေ့လို့မရအောင်ပါရဲ့တွေ့လို့မရဘူးဒီကလေအခုနဲ့တွေ့အမှုပဲဆင်နေကြတယ်ဖြစ်နေတာတော့မှမလို့အခုနဲ့တွေ့ချင်တယ်ပဲပြောနေအထက်ဝဲတာကိုဒီမှာမွေပဲနေကိုနဲ့ပဲပြောချင်ရတယ်ဒီကခဏခေါ်ပြီးတော့တွေ့ပြီနော်ခဏလာမှချာဒီလာကနာနဲ့ဟာဒီအဲ့လိုအဲ့ဒီလာကနေကြအခုရနဲ့အမကြီးတယောက်ကအထင်ဝေးခြင်းလို့ဟုတ်ကဲ့ရတယ်လေအမတော့ပါခင်ဗျဟုတ်အမဘယ်ရလာပါလဲခင်ဗျဘိုးတိုင်းဘက်ကလာထိုင်မအောင်မရတယ်ထိုင်မအောင်ထိုင်မအောင်ရတယ်ဟုတ်ဘယ်လိုမျိုးထည့်ပြီးဝယ်ခြင်းလဲအမပြောပါခင်ဗျကျွန်တော်တနိုင်တာကူညီပေးပါမယ်ဒီမှာဖြည်းဖြည်းနဲ့အထည်မျိုးလေးတွေပဲလုပ်ဟုတ်ဒီကတရားဖို့ပေါ့တရားမမဟုတ်ဘူးကွာမမရေးတယ်မှာလူကျင်လာလားရတယ်အမ2000 3000ဘူးကနေစပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်မှတချို့ထည့်လေးဆို2000လောက်ရှိတာအမ2000ဘူး3000ဘူးလောက်တော့ရတယ်ဘယ်လောက်ပြင်လောက်ဝယ်ခြင်းလဲဒီရောက်ပြီးတော့တင်တယ်ဟို30ဘူးဒီမှာ30ဘူးအမရေအထည်လေးရရမှာအဲ့ဒါအထည်လေးရရမှာကျွန်တော်ဟာလေးတွေက3-4တောင်ပဲတန်တာအထည်လေးတွေကရပါတယ်မောင်လေးတို့ကိုယုံပြီးအားကြောင့်မို့မောင်လေးတို့စီးပြီးတဲ့လူလေးဒီ20ဘူးလေးကိုထည့်ပေးပါကျွန်တော်အဲ့ဘယ်ကိုပို့ပေးရမလဲအဲ့ဘိုးတိုင်းပဲမှာပို့ပေးရမှာဟုတ်ပြီကျွန်တော်ကဈေးစာလေးပေးလာခဲ့လေအမ30ဘူးဆိုအထည်အများကြီးရမှာနော်အမဟုတ်ရတယ်မောင်လေးစီးပြီးလူလည်းမောင်လေးကိုယုံပြီးရကျွန်တော်အဲ့ဆိုပစိုးအကောင်းစားတွေရှယ်အင်းကြီးအကောင်းစားတွေပြီးတော့အနွေးတွေလေးဖလန်တွေလေးတွေအမဝတ်တဲ့ဖလန်တွေအမျိုးလေးကိုလေအကောင်းစားလေးရှိတယ်အဲ့ဒါမျိုးလေးပါကျွန်တော်ထည့်ပေးလိုက်မယ်လေပြီးတော့လိုအပ်တဲ့တခြားဖက်နက်တွေပါဆိုတော့ကျွန်တော်ခဏလေးမင်းက30ဆိုကျွန်တော်တို့ကလေဗျာအမတကယ်အမအဲ့လိုပြောပြတာနော်ဟုတ်ကဲ့လူကလူရဟုတ်တယ်အယောက်တရာတော့ရှိရကျွန်တော်က9သိန်းထက်လူနေ25သိန်းကိုကျွန်တော်တိတ်ချထည့်ပေးမယ်ဘာမျက်မှမရှိဘူးအမစိတ်မှာအမနာမည်နဲ့တိတ်တိတ်ချချကိုကျွန်တော်အဲ့ဒီကိုပို့ပေးလိုက်တယ်အမစိတ်ချကျေးဇူးတင်ပါတယ်မောင်လေးကျေးဇူးပါအမအပြင်မှာဟိုအဆင်ပြေရတာကျွန်တော်ကလေးတွေနဲ့စီးပြပါစီးပြပါပြောမှဆိုမှရှိနေကျွန်တော်တောင်းမယ်နဲ့နော်ဟိုအခုနောက်ပိုင်းကလေးတွေကလည်းကျွန်တော်တင်ရအောင်မယ်ဆုံးမရအောင်တချို့ຢာလေးတွေဟုတ်အဆင်ပြေပါတယ်နော်အမအဆင်ပြေပါတယ်ဆင်ပြေချရတယ်အမအဲ့ဒါစိတ်မပူနဲ့ပြီးအမကိုကျွန်တော်ဘောက်ချမ်းလေးစိတ်နဲ့တခြားလေးလုပ်ပေးမယ်ခင်ဗျနော်ကျေးဇူးတင်ပါတယ်အမဘလို့သိရလဲကျွန်တော်နေဖို့ယူနေဖို့မှာ line ပေါ်မှာဆိုနာမည်ကြီးနေရလေအားကြောင့်အဲ့ line ပေါ်နေရိုက်ချပြီးဒီမှာလာခဲ့ရပါအော်ကျေးဇူးတင်ပါတယ်ကျေးဇူးပါနော်ဟုတ်ကဲ့ပါခင်ဗျဟုတ်အဲ့ဒါကျွန်တော်တခြားလေးပေးပါမယ်ကျေးဇူးတင်ပါတယ်မိမဘောက်ချမ်းလေးတော့လည်းဖွင့်ပေးရအောင်တခြားလေးလာပါဒီဟာလေးကတော့ကျွန်တော်တို့ဒီဖြစ်ရမယ်ဟာလေးကိုပြင်ပြီးတာပါဖြစ်ရမယ်ဆိုရင်ကျွန်တော်တပည့်လေးတွေကတော့မစွာခဲ့ပါဘူးအဲ့လိုပဲတကယ်စင်စင်ရဲပုံစံမျိုးလေးနဲ့လာပြီးတော့လေပြီးခဲ့တဲ့အပတ်ကကျွန်တော်စီမှာတကယ်အထက်30ကိုအားပေးခဲ့ပါရယ်အားပေးတဲ့အမကိုလည်းကျေးဇူးတင်ပါရယ်ဘိုးဝိုက်တာမှာပဲလှူပေးပါရယ် line ပေါ်လည်းမတင်ပါနဲ့ဆိုလို့ကျွန်တော်သူနဲ့ဓာတ်ပုံရိုက်ခွင့်မရလိုက်ပါဘူးခင်ဗျာတကယ် UA တကယ်တူတော်ကောင်းအမပါခင်ဗျာဒီကနေ့ပဲကြောလိုက်ပါရယ်အဲ့ဒါလေးကိုကျွန်တော်တို့ကချိန်ပေးတာပါဒါပေမဲ့အမလာတော့ကတော့ကျွန်တော်တပည့်လေးတွေမစွာပါဘူးစွာတာလေးကတချို့ကြတော့လေအဲ့လိုမျိုးစွတ်သွတ်ပြတဲ့လေးဆိုအထင်သေးတဲ့ဆိုတာလေးကိုကျွန်တော်ပညာပေးလေးနေနဲ့ထည့်ရိုက်ထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာຫນွေဘုန်းရတော့စင်ရဲချမ်းသာမကြီးအားလုံးကိုထမင်းရှင်တွေကိုအများနဲ့ကြောလျက်ပါခင်ဗျာ